လာရောက်ရှုံးမြတော်ညာတညာအပိုင်း6အခန်းထဲ၌ကမှောင်လျက်ရှိသည်သို့သောပြတင်းပေါက်မှန်မှလာရောက်သည်တိုးဝင်၍နေ၏ခင်သည်ဆိုဖာပေါ်၌နောက်သို့ခမင်းပေးထိုင်ကမောင်ဝေစင်သည်ခင်ဤချီရင်ခင်ဤဒူးပေါ်တွင်ခေါင်းမိ၍နေသည်သူသည်စီကရက်တောက်လျက်ရှိရာအမောင်ထဲမှမီးနီရောင်ကလေးလက်နေ၏မောင်ဝေစင်ကသူ၏အထုပ်ပတိကိုပြောပြလျက်ရှိလေသည်သူ၏မိခင်မှာငငယ်ကလေးကဆုံသွား၍သူ့ဖခင်သည်မိမငငယ်လေးယူထားလေသည်မိတွေးမှာကွယ်ရတစ်မျိုးရှေ့တွင်တစ်မျိုးအစားတွေကဖြစ်သည်မိတွေးဤဂုံချောချက်ကြောင့်မကြာခဏဖခင်၏အရိုက်ခံခဲ့ရသည်သူလူပြိုပေါက်ကလေးဖြစ်လာသောအခါမိတွေးမှာအငယ်ထားသည်ကိုတွေ့ရသည်တယောက်ပြီးတယောက်ထားသည်တနေ့တွင်သူဖခင်အလုပ်သွားရမှပြန်အလားမိ၍စကားများကြသည်နောက်ဆုံးဖခင်မှာစိတ်ညစ်၍သူ့ကိုယ်သူတက်တည်သွားလေသည်အဲ့ဒီတုန်းကများစင်းကစင်းရဲ့စိတ်ကလည်းညစ်နေတနတ်သာရှိရင်ကိုပြစ်တတ်ချင်မှာပဲပြောရင်သူသည်ခင်ဤလက်ကိုကိုင်းကသူဤရှင်ဘက်ပေါ်၌တင်ထား၏တွေ့လားမမတင်ထားတဲ့အယိုးကြားတွေကနေရာကိုပေါ့ကြည်စံမြုပ်လာရရင်ဒါမျိုးတွေမပြောစမ်းပါနဲ့ကွယ်ဟုခင်ကလက်ကိုဖယ်ပစ်ခါပြောလေ၏ခင်သည်ဟင်းကနေတပြင်းချ၏ခင်မြည်မြပဲနှစ်သိမ့်တော်လဲသူကရှားမြည်သူမဟုတ်သူကခင်ဤလက်ကိုညှက်လိုက်၏မောင်ဝေစင်ကကျင်နာယူရသောအတန်ဖြင့်တပြင်းမချပါနဲ့ဗျာကျွန်တော်အခုဘာမှနောင်နာမရတော့ဘူးဒီညအဖို့ရနဲ့တင်တန်နေပြီနေပြောပြီထို့နောက်သူတို့သည်စကားမပြောကြဘဲတိတ်ဆိတ်သွားကြသည်ခင်ကသူ၏မှောင်မိုက်သောဘဝကိုတွေးနေ၏သူ့အတွက်ဘာလုပ်ပေးရမည်နည်းငွေကြီးပေးရမည်လောငွေပေးရုံနဲ့ခဏသာခံမည်ဖြစ်၏သူကလည်းလက်ခံမည်မဟုတ်စိတ်ကူးရင်သောလူငယ်တယောက်ပေသည်အဝေးမှစက်တွန်တန်းတဲထွက်ပေါ်လာသည်ခင်သည်လန့်သွားလေ၏ခင်သည်သူ့၏လက်ကိုအသာဖယ်ဖြစ်လေ၏ကဲပြန်ပြီးတော့အချစ်ရဲ့ဟုခင်ကဆို၏မပြန်နိုင်သေးဘူးဗျာမပြန်နိုင်သေးဘူးသူကခက်ကြဲကြဲပြောလာ၏မကြခင်အာယုံတက်တော့မယ်နည်းနည်းလိုပါသေးတယ်သူသည်ဒူးထောက်ရမှာခင်ကိုတအားဖတ်ပြီးမမကိုတိတ်ချစ်တာပဲခင်ကသူ့လက်မယုံ၏မဟုတ်ဘူးပြန်တော့အချိန်လင့်နေပြီမောင်ဝေစင်းမျက်နှာပေါ်၌အပြုံးရိပ်ကိုမတွေ့ရတော့သူသည်မျက်နှာပြက်နေ၏သူသည်နေရာမှထကကုတ်အင်းကြီးကိုဝစ်၏ခင်သည်မီးခလုတ်ကိုဖွင့်လိုက်သည်ထို့နောက်သူသည်ခင်အားဖတ်ထားလေသည်အိုးအချစ်ရဲ့မမကျွန်တော်ပျော်အောင်လုပ်ပေးတာပဲနော်ဟုတ်သူကတူတူကလေးပြော၏ဝမ်းသာပါတယ်ကွယ်မမကကျွန်တော်ဘဝကိုလှပအောင်လုပ်ပေးတာပဲဟောအခုကျွန်တော်မမကိုရပြီအနာဂတ်ကတော့ဘာကြီးပဲဖြစ်နေကျွန်တော်ဘဝဟာမဆိုးတော့ဘူးဘတော်မှမမေ့ဘူးမဟုတ်လားဘတော်မှမမေ့ဘူးခင်သည်သူမ၏နှကန်းကိုသူ့နှကန်းနဲ့ထိနှမ်းလိုက်သည်ကဲသွားပြီတော့နော်ဘတော်တွေ့ရအောင်မလဲဟုသူကတူတူကလေးမျက်စိမေးကမေး၏ခင်သည်သူ့လက်မောင်းထဲမှာရုံးထွက်၏ဘတော်မှတွေ့မှာမဟုတ်ဘူးချစ်ရဲ့မမမကြခင်ဒီကထွက်သွားရတော့မှာ3-4ရက်အတွင်းလောက်ပေါ့တယောက်နဲ့တယောက်မတွေ့နိုင်ကြတော့ဘူးနောက်ပြီးမမဟာလွတ်လပ်မဟုတ်ဘူးကွယ်မမကယောက်ျားနဲ့လားဒါနဲ့မမဟာမုတ်ဆိုးမဆိုအကယ်၍လိန်ပြောလင်ရှာမည်ဖြစ်၏သို့တော့ခင်သည်မလိန်ချင်းလွတ်လပ်မဟုတ်ဘူးဆိုတော့မင်းကမမကိုဘလို့အောက်မေ့လို့လဲမမနဲ့မင်းနဲ့နောက်ထပ်တွေ့ကြဖို့မဖြစ်နိုင်ပါဘူးကွယ်မမရဲ့ဘဝကိုမင်းမဖြတ်စည်းခြင်းမဟုတ်လားပြောစမ်းဒါပေမဲ့ကျွန်တော်မမနဲ့နောက်ထပ်တွေ့ချင်သေးတယ်လေတခါတည်းပါမမရဲ့နှုတ်မို့ရင်ကျွန်တော်သိမှာပဲအချစ်ကလည်းကွယ်မမပြောတာနားလေစမ်းပါတစွတ်ထိုးမလုတ်ချင်စမ်းပါနဲ့အခုခွဲပြီးကြပြီးရဲ့နောက်မတွေ့ကြရတော့ဘူးဒါပေမဲ့မမကိုကျွန်တော်ချစ်တယ်လေမမကကျွန်တော်ကိုမချစ်ဘူးလားပြောစမ်းပါဦးခင်သည်ခ
ခဏမြတွေ့နေ၏ခင်သည်သူ့အပေါ်နည်းနည်းမြမရက်ဆက်ခြင်းသို့တော့ယခုအချိန်အခါတွင်ကအမှန်ကိုပြောရပြီးတော့မည်ဟုတွေးတောလျက်ရှိ၏ခင်သည်အနှဲငယ်ပြုံးကခေါင်းခါ၏ဟင်းမချစ်ပါဘူးသူသည်ခင်အားနားမလဲတကယ်တော့ကြောင်ငေး၍ကြည့်နေ၏ဒါဖြင့်ဘာဖြစ်လို့ကျွန်တော်အခန်းထဲခေါ်ရတာလဲမင်းဟာအထီးကျန်ဖြစ်နေတယ်ဒုက္ခရောက်နေတယ်မမကတည်ငါဖြစ်ဖြစ်ပျော်ရွှင်မှုပေးခြင်းတယ်ဟာရက်ဆက်လှကြည်လားဗျာရက်ဆက်လှကြည်လားဗျာဟင်သူဤအတန်ကကွဲအပ်၍နေ၏ဒီလိုမပြောပါနဲ့ကွယ်မမမင်းကိုရက်ဆက်တာမဟုတ်ပါဘူးမမရဲ့နှလုံးသားဟာကျင်နာမှုတနာမှုအပြည့်ရှိပါတယ်အော်ဟုတ်လားကျွန်တော်ကိုတနာပါလို့တောင်းခံနေတာမဟုတ်ဘူးဗျတနာတာလည်းမလို့ချင်ပါဘူးဘာဖြစ်လို့ကျွန်တော်ကိုတယောက်တည်းမထားရခဲ့တယ်လဲခုနကတော့ကောင်းကင်ရံကိုခေါ်ပြီးအခုမြေကြီးကိုကန်ချတာပေါ့လေဟုတ်လားမရဘူးဗျမရဘူးမမမိုက်ပါတယ်ကွယ်မမမင်းကိုစိတ်ထိခိုက်အောင်လုပ်တာမဟုတ်ပါဘူးသူဤမျက်လုံး၌ချစ်မြတ်တာမရှိတော့အေးဆက်တင်းမာသောဒေါသဖြင့်တညီညီတောက်နေ၏သူဤဖြော့တော့သောမျက်နှာမှာပို၍ဖြူလာလျက်လူသေးကောင်မျက်နှာဖုံးကိုဆွတ်ထားပြီးတကယ်တော့မှတ်ထင်ရလေ၏သူဤအကြည့်ကြောင့်ခင်မှာအနေခတ်နေ၏ခင်သည်သူမှားပြီးဟုတွက်မိလေပြီအစီကံများကအဝေး၌အိပ်ပျော်ကုန်ကြပြီအကယ်၍အော်လင်လဲကြားရမည်မဟုတ်တတ်မိုက်တာအကောင်ဆုံးထားခေါင်းကိုခေါင်းအေးထား၍ကြောက်ရွံ့ကြောင်နည်းနည်းများမပြရန်ဖြစ်လေ၏ခင်တုံရင်စွာပြော၏မမတိတ်ဝမ်းနေပါတယ်ကွယ်မင်းကိုမမဘာမှစိတ်မချမ်းမသာဖြစ်အောင်လုပ်ဖို့မရည်ရွယ်ပါဘူးကွယ်မမမင်းအတွက်ဘာလုပ်ပေးရမလဲပြောပါမမဝမ်းပန်းတတာလုပ်ပေးပါမယ်သူသည်မျက်မှောင်ကုန်နေ၏ခမည်းကဘာလုပ်အောင်မလို့လဲကျွန်တော်ကိုပတ်စံပေးလွတ်မလို့လားကျွန်တော်ပတ်စံမလို့ချင်ပါဘူးဗျာမမဘလောက်ရှိလို့လဲခင်သည်မှန်တင်ကုံပေါ်၌တင်ထားသောလက်ပွေအိတ်ကိုယူကာဖွင့်၍လက်၌ချီသည်သူမသည်တနက်ကိုသွားဆန်းမိလေသည်တသက်တာ၌တခါမှတနက်မပြစ်ဘူးယခုအချိန်ခါကဆက်ရောက်ပြီလောအိုးအလကားဘာရီတွေးနေပါလဲသို့တော့တနက်လက်ဝယ်ရှိသည်ကိုကကျေးဇူးတင်ရပေမည်လီလီဦးရဲအောင်ကအမျှော်အမြင်ရှိသူပေတကားသူမ၏အုံနောက်ထဲ၌လျက်ပြတ်တယ်လို့အတွေ့အများဝင်လာကြလေ၏သူမသည်တည်ငြိမ်၍လာ၏မမငွေ2000ကျော်လောက်ရှိတယ်ယူသွားဒီငွေနဲ့ရိုးရဘက်ကိုထွက်ပြေးရင်ရတယ်အဲ့ဒီမှာဆိုရင်ဘေးကင်းတယ်မမလည်းစိတ်အေးရတာပေါ့စိတ်အေးရတယ်ဟုတ်လားစိတ်အေးမှကိုယုံပါတယ်ခမည်းကချမ်းသာတာပဲတညတာလောက်ပြောဖို့ကိုငွေနဲ့ဝယ်ယူနိုင်တာပေါ့ဒီလိုပဲရီးစားတွေဘယ်နှယောက်ဝယ်ယူခဲ့တယ်လဲခမည်းကကျွန်တော်ငွေ1000 2000ပေးရင်ကျွန်တော်ကျေနပ်မယ်ထင်နေသလားငွေသားလိုချင်တပါးဆိုရင်ခမည်းဝတ်ထားတဲ့ပလဲတွေစိန်တွေကိုယူလိုက်မှာပေါ့လိုချင်ရင်ယူပါကွယ်မမရှိတာအကုန်ပေးပါမယ်မမဓာရီမမတ်ပါဘူးယူမှန်တင်ကုန်ပေါ်မှာအကုန်ရှိတယ်ယူလေခမည်းကြီးအလက်ကားမိမ့်ပါပဲခမည်းယောက်ျားတစ်ယောက်ကိုဘလောက်ပေးရမယ်ထင်သလားကျွန်တော်သာငွေကိုလိုချင်ရင်ရဲဘော်တွေကိုလက်ထောက်ချပြီးစုငွေတောင်းတဲ့ချီထုတ်နေမှာပေါ့ဒီလောက်လည်းအထင်မသေးပါနဲ့ဗျာကျွန်တော်ငတ်ရမှာမကြောက်ပါဘူးမမကိုမင်းနားမလဲပါလားကွယ်မင်းကိုမမတနာတာအမှန်ပါပဲမင်းကတော့မင်းကိုဒုက္ခပေးတဲ့အောက်မေ့နေတယ်မမကမင်းကိုစော်ကားရရောက်ရင်စိတ်ဒုက္ခပေးရရောက်ရင်မမကိုခွင့်လွတ်ပါကွယ်မမမင်းကိုအကျိုးပြုချင်ပါတယ်ခမည်းဘာလိန်ညာပလီနေရတာလဲပြောစမ်းပါအောင်ခမည်းလောကကြီးမှာဘာများကောင်းကျိုးပြုခဲ့လို့လဲခမည်းကရင်ခုန်စရာတွေအတွေ့အကြုံတစ်တွေရှာဖွေနေတဲ့မိန်းမပဲခမည်းရဲ့ညီးငွေးမှုကိုဖြေဖြောက်မဲ့ဟာတွေလေဘသူမှဘာဖြစ်ပေါ့ဟုတ်လားဒီတခါတော့ခမည်းမှားပြီအတွက်လွဲပြီးဒစိမ့်တရံစာယောက်ျားတစ်ယောက်ကိုအိမ်ထဲခေါ်လာတာကကြောက်ကြပြီးအောင်းမိပြီးတော့ပထမကတော့ခမည်းကိုနှစ်သမီးတရားလို့အောင်းမိခဲ့ရတာပဲအခုမှကာမဘလူးမှန်သိရတယ်ခမည်းကိုအခုကျွန်တော်လေပင်ညှက်တိုင်ရတယ်သိရလားနောက်ကိုဘသူ့ကိုမှဒုက္ခမပေးနိုင်အောင်လေသူသည်ပြောရင်ရှေ့သို့ခြေတလန်းတိုးလာ၏ခင်သည်လန့်၍သွား၏သူကြည့်ရသည်မှာကြောက်စရာကောင်းနေ၏သူ၏မျက်နှာမှာအမုန်းနှင့်ဒေါသကြောင့်
ရုပ်ပြက်နေ၏မျက်လုံးများမှာရက်ဆက်ခြင်းဖြင့်အလျံတောက်ပြောင်နေ၏ခင်သည်စိတ်ကိုထိန်ချုပ်ခါတစုံတရာပြုတ်လို့ရန်ဆုံးဖြတ်၏ခင်သည်လက်ပွေအိတ်ကိုကင်လျက်ရှိရာချက်ချင်းတနက်ကိုထုတ်၍ချိန်လိုက်လေသည်မင်းဒီကထွက်မသွားရင်ပြစ်လိုက်မယ်နားလေလားဟုခင်ကအော်ပြောလိုက်၏ပြစ်လေသူသည်နောက်တလန်းရှေ့သို့တိုးလာ၏ဒီတစ်ခါတလန်းတိုးလာရင်ပြစ်လိုက်မယ်ပြစ်ပါကျွန်တော်အဖို့ဘဝအသက်ဆိုတာအလကားပါကျွန်တော်အဖို့ဝင်တော့ကြသွားတာပဲပြစ်လေပြစ်စမ်းပါခမ ्या ကိုကျွန်တော်ခွင့်လွတ်တယ်တကယ်ပဲခမ ्या ကိုကျွန်တော်ချစ်တယ်သူဤမျက်နှာအသွင်ဖြင့်သည်ပြောင်းလဲ၍သွား၏စောစောကဒေါသများသည်လွင့်စင်လျှောကျသွားလေပြီနတ်မောင်သောမျက်လုံးများသည်ပီတိဖြင့်တောက်ပ၍လာ၏သူသည်ခင့်ထန်သို့ရှောက်လာ၏အခန်းထဲကျူးကျော်ဝင်ရောက်လာတဲ့တခိုးမို့ပြစ်တက်လိုက်တယ်ပြောပေါ့ဗျာဟုတ်လားပြစ်စမ်းပါအသေးသာပြစ်လိုက်စမ်းပါမြက်မြက်ခင်သည်တနက်ကိုပြစ်ချကာဘေးရှိဆိုဖာတွင်ထိုင်ချလျက်လက်ရန်ကိုခေါင်းဝက်ခါရှိုက်ငိုနေလေသည်မောင်ဝေစင်သည်သူမအားစိုက်ငေးနေလေသည်တတိမရှိတော့ဘူးလားမမကတိတ်မိုက်တာပဲကျွန်တော်ကိုကစားတယ်လို့တခြားယောက်ျားတွေနဲ့သွားမကစားပါနဲ့ကဲလာပါဗျာမောင်ဝေစင်သည်ခင်ဤပခုံးကိုဖတ်ခါဆွဲယူ၏ခင်ကသူဘာအလိုရှိသည်ကိုမသိဘဲရှိုက်လျက်သာဆိုဖာကိုတွေ့၍ထား၏သူသည်ခင်ဤလက်ကိုတအားဆွဲလိုက်သည်ခင်သည်နာသွားကတစ်ချက်ကြီး၍အသာလက်ကိုလျှော့ပေးလိုက်သည်မမကကျွန်တော်ကိုမမေ့ဘူးပြောတယ်ကျွန်တော်ကတော့မေ့နိုင်ပြီမမေ့မှာကဒီတစ်ခါမမခင်ကမလုံမရှာသူ့ကိုကြောက်ရွံ့သောမျက်လုံးများဖြင့်သာငေးကြည့်နေ၏သူသည်အတန်ထွက်၍ခက်ရှက်ရဲမောလာ၏မကြောက်ပါနဲ့ဗျာမမကိုကျွန်တော်နားအောင်ချင်အောင်မလုပ်ပါဘူးခင်သည်ဘာမှပြန်မပြောသူဤရက်ဆက်ခတ်ထန်သောအကြည့်ကိုမမြင်ချင်၍ခင်သည်မျက်စိကိုမှိတ်ထားသည်မှောင်မဲသောအခန်းထဲမှထွက်ခွာသွားသောခြေတံများကြားနေရ၏ရုတ်တရက်တနတ်တန်ကဲ့သို့ဖျောက်ခနဲ့အတန်ကြားရကလူတစ်ယောက်လဲကျသွားသည်ကိုမြင်လိုက်ရ၏ခင်သည်ထိတ်လန့်တုန်လှုပ်ခါချက်ချင်းနေရာမှငေါက်ခနဲ့ထားလိုက်လေသည်ဘာများလှုပ်လိုက်ပါလဲမောင်ဝေစင်သည်ပြတင်းပေါက်ဘေး၌လဲကျနေ၏လာရောင်သည်သူ့ကိုယ်ပေါ်သို့ထိုးကျလျက်ရှိလေသည်ခင်သည်သူ့ဘေး၌ဒူးထောက်ခါခေါ်၏မောင်ဝေစင်မင်းဘာများလှုပ်လိုက်သလဲခင်သည်သူ၏လက်ကိုကင်မြောက်ကြည့်ကလေးလံသောတတ်မဲ့အရာဝတ္ထုကဲ့သို့ကျမ်းပေါ်သို့ဒုံကနေကျသွား၏သူမသည်မျက်နှာနှင့်ရှင်ဘက်ကိုစမ်းကြည့်သည်သူကအသက်ထွက်သွားလိမ့်ပြီတကားခင်သည်မိုက်ခနဲဖြစ်သွားကကြောက်ရွံ့စွာဖြင့်အသေးကောင်ကြီးကိုငေးကြည့်နေမိသည်သူဤရှင်သည်တတိတ်တိတ်ခုန်နေ၏ဘာလို့ရမည်နည်းမူးရှိရှိဖြစ်လာကတတိမေ့မိကဲ့သို့ဝေလာ၏